민글라바 디니마도 카이고 후쿠시에 고고로도 카라다노 시구미 칸테카 고레샤노 수이민노 도쿠초보노 때지외 우에 에이세테 디 도쿠초보노 투차체 남바티 뉴민마데니 지강 뉴민마데니 지강가 카카루보노 뉴민 콘남보노 이သူတို့အိပ်ပျော်ဖို့အချိန်ကတော်တော်ကြာတယ်တော်တော်နဲ့အိပ်မပျော်ဘူးအိပ်ပျော်ရခက်ခဲရပါတော့နောက်တစ်ခုကဆွေမင်းကြီးကန်ကမကြီးကကနာလို့ပေါ့နော်သူကအကြာကြီးအိပ်မပျော်ဘဲနဲ့သူကပြပြမယ်ခဏခဏနိုးတဲ့ခါကျတော့သူအိပ်ချိန်ကအရင်နေတယ်ပေါ့နော်အိပ်ပျော်တဲ့အချိန်ကနေတယ်နောက်တစ်ခုကဆွေမင်းရှူကီကဖုစကူနေနာလို့ပေါ့နော်ဒီအိပ်ဆက်တဲ့ဘယ်လိုပြောမလဲအိတ်ဆက်တဲ့ဒီလေ့ကျင့်ပေါ့နော်အဲ့လိုမျိုးကသူပုံမှန်မဟုတ်တော့ဘူးအိတ်ဆက်တဲ့အချိန်ကတော့ပုံမှန်မဟုတ်တော့ဘူးပေါ့နော်နောက်တစ်ခုကတော့ချူတိုကကုဆေကဖွဲလို့ပေါ့နော်ဒီတဝက်တစ်ပြက်နှိုးတာတွေအရင်များလာတယ်တိုးလာတယ်ပေါ့နော်ဒီပြီးတော့ဆိုကီကကုဆေကဖွဲလို့ပေါ့နော်ဒီအစောကြီးထားတာအစောကြီးနှိုးတာပေါ့နော်အဲ့လိုမျိုးတွေလည်းပုံများလာတယ်ပြီးတော့နောက်ဟီရူမာနောနေမူရီကဖွယ်လို့ပေါ့နော်အဲ့ဒါတွေပုံများလာတဲ့အတွက်ကြောင့်ဒီနေလေနေခင်ကြရင်သူတို့ကပြန်အိတ်ချင်လာပါတော့နောက်တစ်ခုမှတော့ညူမင်းကိုစမထားခဲ့လို့ခင်အင်းရှိပေါ့နော်ဒီအိတ်ဆက်ချင်းကိုအဟန်တာဖြစ်စေတဲ့အကြောင်းရင်းရှင်တိုက်တဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာပေါ့နော်စက်ကီချောင်းဆိုးတာတို့ကူဖုကူဘိုက်စားတာတို့မန်ပုကူဘိုက်တင်းတာပေါ့နော်ခါယူမိရာရန်တာတို့ဒါမှမဟုတ်ဒီနာကျင်တာတို့ပေါ့နော်အဲ့ဒါကြောင့်ပြီးလို့ရှင်ဆဲရှင်တက်ကီပေါ့နော်စိတ်ပိုင်းဆိုင်ရာဖူအန်ဆိုရင်ပူပန်မှုတွေပြီးလို့ရှင်ဥစုပြောပေါ့နော်စိတ်တက်ကြတာတို့နင်းချီလျှော်ဖြစ်တာတို့နောက်တစ်ခုကခန်းကျော်ပိုင်းမှာရောဆိုးဦးပေါ့နော်ဒီဆူညံတန်တို့ရှိဆိုအောင်အပူအေးတော့ပေါ့နော်ဒါမဟုတ်ဒီအလင်းကြောင်ပေါ့နော်အာကာရုစပေါ့နော်နောက်တစ်ခုကစေကဆရှုကံပေါ့နော်ဒီနေ့စဉ်နေထိုင်တဲ့ပုံစံပေါ့နော်အဲ့တော့運動不足運動မလုံလောက်တာတို့ပြီးတော့ဒီရှုရှင်းမိုင်းတော့ရရှော့ကူပေါ့နော်ဒီအဲ့ရမဝင်ခင်အထိပေါ့နော်ညာစာစားတာတို့ဒါမဟုတ်ဒီစမဟိုနာတို့တော့ရှုရှင်းမိုင်းတော့ရှိရောပေါ့နော်ဒီအိမ်မပြောခင်အထိဖုန်းသုံးတာတို့နောက်တစ်ခုကကုဆူရီနာဖုကုစာရောပေါ့နော်ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ပေါ့နော်ဆေးရဲ့ side effect ကြောင့်ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဒီအိတ်ဆက်ခြင်းအဟန်တာဖြစ်စေတယ်ပေါ့နော်အားလုံးဆင်ပြေကြပါစေမလုပ်ထားတဲ့ဗီဒီယိုတွေက皆さんတို့အတွက်အသုံးဝင်နေအဆင်ပြေတယ်ဆိုလို့ရှိရင်မလည်းပင်ပန်းရချိုးနေအောင်လို့ပေါ့နော်မရဲ့အကောင့်ကို like and follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်